မင်္ဂလာပါဒီနေ့ lesson 2ကိုဆရာတို့စလိုက်ကြအောင်ပေါ့နော်ဒီမှာတော့ဘယ်ကနေစတော့မစမင်းတို့ပြီးရဲ့နေရာဒီ timeline ပေါ့နော် logo ရဲ့ drain crack ရဲ့ဒီကဆရာတို့ key frame လေးတွေထည့်ကြမှာပေါ့နော်အဲဆိုဒီက logo ကအပေါ်ရွှေ့လိုက်ပေါ့နော်အရင်တော့ဒီအောက်ထဲကိုဖြစ်နေ logo အပေါ်ထားလိုက်မယ် drain crack ဆိုတဲ့ tag ကိုအောက်မှာထားလိုက်ပါနော်အဲဆိုအပေါ်ဟာအပေါ်အောက်ကဟာအောက်ဖြစ်သွားတာပေါ့နော်အဓိကပြင်ဆရာတို့ဒီ logo PNG ပုံလေးမှာသူ့မှာဒီ attribute လေးဆရာတို့ရှိတယ်ပေါ့နော်ဒီမြားလေးကိုဆရာတို့ဖွင့်လိုက်ပေါ့နော်ဒီနိုင်လေးမှာအောက်ကမြားလေးဖွင့်လိုက်ဒီအောက်ထဲမှာ transform ပေါ့နော် transform ကိုဆက်ဖွင့်လိုက်တယ်ဆိုရင်တော့သူ့မှာ animation လုပ်လို့ရတဲ့ attribute လေးတွေ၅ခုရှိတယ်anchor point တို့ position တို့ scale တို့ပေါ့နော်အဲ့ဒါလေးကိုဆရာတို့အသုံးပြုပြီးတော့ animation လုပ်ကြည့်အောင်ပေါ့နော်ဒါလေးကိုဆရာတို့တွေ့ဘူးမှာပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်ပြီးခဲ့တဲ့ lesson မှာဒီ property မှာလည်းဒီ position တို့ scale တို့ rotation တို့တွေ့ရမှာပေါ့နော်အဲ့ဒါဒီမှာရှိတဲ့ဒီ property မှာရှိတဲ့ဟာနဲ့ဒီ web page transform ထဲမှာရှိဟာနဲ့အတူတူပဲပေါ့နော်ဥပမာပြင်ဆရာတို့ opacity ကို short လိုက်တယ်ဆိုလို့ရှိရင်မြင်ရတာပျောက်သွားတာပေါ့နော်ပျောက်သွားတယ်ဒီမှာလည်းopacity ပျောက်သွားတာပေါ့နော်ဆိုဒီဘက်ကပဲချိန်ဒီ timeline နေရာပဲချိန်ရတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုး keyframe တွေထည့်တော့မယ် design မဟုတ်ဘဲနဲ့ animation keyframe တွေထည့်တော့မယ်ဆိုရင်တော့ဒီ timeline ပေါ်က transform တွေကထည့်တာပို့ပြီးတော့ဆက်မှုရှိတာပေါ့နော်အဲ့တော့ဆရာတို့တရားပြန်ထားလိုက်မယ်ပေါ့နော် keyframe လေးကိုဆရာတို့စထည့်ကြည့်ရအဲ့ဆိုအကုန်လုံးပါတော့ဘာလေးပါလဲဆိုတော့ဒီမှာ stopwatch icon လေးတွေပါတာတွေ့ရမှာပေါ့နော် stopwatch icon တွေကအဖြူရောင်လေးဆိုလို့ရှိရင်တော့ဆရာတို့က keyframe animation တွေထည့်မထားလေးပေါ့နော်သူကစထည့်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးတော့ဒီ stopwatch icon လေးကိုဆရာတို့နှိပ်လိုက်ရတာပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီနားလေးမှာအရောင်လေးတက်သွားပြီဒီနားလေးမှာ keyframe လေးတစ်ခုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ keyframe ကဘာကိုမှတ်ထားပြီလဲဆိုတော့ဒီ opacity နဲ့တန်းနဲ့ရှိရတဲ့အတွက် opacity 100ဆိုတာလေးကိုတော့မှတ်ထားပြီလေပေါ့နော်ပြီးရင်တော့ဒီမှာ timeline indicator လေးကိုဆရာတို့က ဖိဆွဲလိုက်မှာနော်ဒီနန်းလေးမှာတော့ခေါင်းပုံစံလေးရှိတယ်ဒီနန်းလေးကနေဖိဆွဲရတယ်ပေါ့နော်အပြာရောင်လေးကနေဖိဆွဲရင်10 second ပေါ့10 second သွားလိုက်မယ်ဒီဟာလေးကိုဆွဲနေရောဘယ်မှာကြည့်လို့ရဆိုတော့ဒီဘက်မှာကြည့်လို့ရတယ်နော်ဒါကတော့time indicator လေးသူကဒီမှာဆို29ဆိုပြီးတော့ပြလိမ့်မယ်ပေါ့နော်29ပြည့်ပြီးရင်တော့သူတက်ဆိုပြီးတော့ပြောင်းသွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဆရာတို့ယူထားတဲ့ဒီ composition က30 frame per second ပေါ့နော်မြန်မာလိုမျိုးပြောမယ်ဆိုရင်တစ် second မှာ frame 30ရှိတယ် frame ဆိုတဲ့ဟာဘယ်လိုပြောရမလဲဆိုတော့အပုံ30ပေါ့နော်ဒါလှုပ်ရှားမှုanimation လုပ်ရင်ပုံရိပ်လေးတွေဆက်ပြီးမှလုပ်ထားဆိုတော့ frame 30တော့ရှိသွားတော့ပေါ့နော်အဲဆိုဆရာတို့စရွှေရဲဆိုရင်အဲ့လိုမျိုးပေါ့နော်ဒီကနေစရွှေရဲဆိုလို့ရှိရင်ဒါ1 2 3 4 5 6 9 10 90ပေါ့နော်သွားရင်နဲ့29ပြည့်ပြီးတော့ဒါ30ပြည့်ရတယ်ဒီနေ့လေးမှာ10 second ရတော့နော်ဒါလေးကိုတခြားလေးချိန်ပေးလို့နော်တခါလေး frame လေးတွေပုံနေရာလေးတွေလိုနေရာလေးရှိသွားမှာပေါ့နော်10 second ဆရာတို့ကဒီအချိန်ရဲ့10 second ကိုလာပြီးပြီဆိုလို့ရှိရင်เนาะဆရာတို့0ထားလိုက်ပေါ့နော်0လေးထားလိုက်တယ်ဆိုရင်ဒါဒီကောင်လေးကပျောက်သွားတာကိုတွေ့ရမှာပေါ့နော်အဲဆိုဆရာတို့ဒီ time indicator လေးကိုပဲအရှိကိုပြန်ရွှေ့လိုက်ပါနော်0 second အဲဆို0 second ကနေပြီးတော့ဆရာတို့1 second ကြာမှရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းပျောက်သွားတာနော်ဒီနေ့ opacity tempo အလဲတက်စင်တာ50ပေါ့နော် opacity tempo လေးကဖြည်းချင်းရော့သွားပြီးတော့နောက်ဆုံးဒီဘက် keyframe 10 second က keyframe ကိုရောက်သွားတယ်ဆိုတော့ opacity 0ရောက်သွားတယ်ပေါ့နော်အဲဆိုသူ့ရဲ့အလုပ်ပုံက opacity 100နဲ့ opacity 0ကြာမှာဆရာတို့က auto အလိုလျောက်ဖြည့်ပေးသွားတာပေါ့နော်အဲ့ဒါကို interpolation လို့ခေါ်တယ်မြန်မာလိုမျိုးဆိုလေသူကဂျားထဲမှာခွာချချက်ကို frame 30မှာလိုလျောက်ဖြည့်ပေးသွားတော့ဖြည်းဖြည်းချင်း opacity လျော့ပြီးတော့ပျောက်သွားတယ်လို့မျိုးဖြစ်သွားတာပေါ့အဲဆိုမမီရောက်မှာပေါ့နော်ဆရာတို့ပြီးခဲ့တဲ့ lesson မှာတော့ဒီမှာပြန်ခေါ်ရမယ်ဆိုလို့ရှိရင်
30 frame per second ယူခဲ့တာပေါ့နော်ဒီမှာ composition နှိပ်လိုက်တယ်ဆိုလို့ရှိရင်လေဒီနည်းလေးမှာ site ကတော့1920 1080ဒီမှာတော့10 second နဲ့30 frame per second ပေါ့နော်အဲဆိုသူ့ရဲ့ duration ပေါ့နော်ဒီမှာတော့ဆရာတို့10 second ဆိုရင်သူ့ရဲ့ timeline အပြည့်ဆိုလို့ရှိရင်เนาะဒီနည်းလေးမှာ10 second 9 second ပြီးရင်ဒီမှာဆွဲလိုက်တယ်ဆိုရင်10 second ပေါ့နော်10 second ရှိအောင်တွေ့ရလိမ့်မယ်ဒီရောက်ကဟာလေးကတော့ဒီ timeline ကိုအချင်းကျယ်လောက်တာပေါ့နော်ကျယ်လိုက်တယ်ဆိုလို့ရှိရင်ဒီနည်းလေးမှာဆရာတို့frame လေးတွေcount လေးတွေပါတွေ့ရအောင်နော်ဒီမှာကျ10 frame 20 frame 1 frame ပေါ့နော်အဲဆိုကိုက1 second ထက်နေတဲ့ဟာလောက်တယ်ဆိုရင်နော်ချက်ပြီးတော့လုပ်လို့ရတယ်ကိုကတော့မချက်သေးဘူးပေါ့နော်ဒါလေးကိုအရှိကိုပဲပြန်တိုးထားလိုက်ပါနော်ဒါ10 second 2 second 3 second 4 second ပဲဆရာတို့လဲကူကူလုံးမယ်ပေါ့နော်အဲဆို timeline ကြောင်းရှင်းပြပြီးတော့ဆရာတို့ဒီ key frame လေးကိုပြန်သွားရအောင်ပေါ့နော်အဲဆိုdrink crab ဟာလေးကိုဆွဲလိုက်တယ်ဆိုရင်ပျောက်သွားတယ်ပေါ့နော်ပျောက်သွားပြီးရင်ဆရာတို့ကိုကအဲ့လိုထည့်ပြီးပြီဆိုလို့ရှိရင်ပြန်ဖြတ်ချင်တယ်ပေါ့နော်ပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်နော်ဆရာတို့ဒီ stop watch icon လေးကိုနှိပ်ပေးရတယ်ပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ပြန်ပြတ်သွားရောပေါ့နော်ဒီနည်းလေးကဒီ frame လေးမရှိတော့ဘူးပေါ့နော်ဒါပေမဲ့သူကဒီနည်းလေးမှာဆရာ opacity 0မှာထားခဲ့တယ်ဆိုတော့သူ့ရဲ့ဒီကောင်က opacity 0အနေနဲ့ကျန်ခဲ့တာပေါ့နော်ဒါလေးကိုပြန်ပြီးတော့ opacity တရားထားပေးလိုက်တယ်တကယ်လို့ဆွဲလို့လည်းရတယ်ဆွဲလို့စင်ပြေလို့ရှိရင်တစ်ချက်နှိပ်ပြီးတော့တရားလို့ရိုက်ပေးလိုက်ပါနော်တရားအဲ့ဒါဆိုရင်မူရင်းတိုင်းရသွားပြီပေါ့နော်နောက်ခုဆရာတို့ဆက်သွားကြည့်အောင်ဒီပုံလေးနဲ့ဆရာတို့စာသားလေးကိုပေါ့နော်အဝင် animation လေးလုပ်ကြည့်အောင်ပေါ့နော်အဲဆိုဘယ်လိုလုပ်မလဲဆိုတော့ဒီကကျတော့ဆရာတို့ position က stop watch လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်မယ်အဲဆိုရင်key frame လေးကိုကြာလာတယ်ပြီးရင်10 second တော့မယ်ပေါ့နော်10 second တော့ပြီးရင် position ကြာဒီကနေတော့ရွှေ့လို့ရတယ် h tempo y tempo တွေကနည်းနည်းလေးရှုပ်တာပေါ့နော်အဲ့ခါကျတော့ဘာလုပ်လို့ရလဲဆိုတော့ဒီမရွှေ့ရင်ဒီကနေမရွှေ့ပဲနဲ့ move to ကိုယူပြီးတော့ကိုလိုချင်တဲ့ position ကိုရွှေ့လို့ရတယ်ပေါ့နော်ရွှေ့တယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီလမ်းကြောင်းလေးပေါ်လာတာပေါ့နော်လမ်းကြောင်းလေးပေါ်လာတယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့နေရာကိုရွှေ့လို့ရတယ်အဲဆိုစီအောက်ကိုထားလိုက်မှာပေါ့နော်အောက်ကိုထားလိုက်မယ်ဒီမှာအဆက်လေးမြင်ရမှာပေါ့နော်ဒီအဆက်လေးကရေးမကြည့်လဲသိတယ်ဒါ frame တစ်ခုချင်းစီကိုကိုစားပြုတယ်အဆက်လေး30ရှိတာကိုတွေ့ရမှာပေါ့နော်အဲဆို10 second မှာဆိုရင်အောက်ထဲကိုရောက်သွားမယ်10 second မတိုင်ခင်ဆိုရင်သူကကြားရတဲ့ interpolation ကဒီ frame 30ကိုယူသွားမှာပေါ့နော်မူရင်းကတော့လေဟုတ်ပြီအဲဆိုဒါကြောင့်ဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ play လုပ်ကြည့်လို့ရတယ် play လုပ်ချင်ဒီဘက် property က play ကို play cloud လေးကိုနှိပ်တာပဲဖြစ်ဖြစ် keyboard ပေါ်မှာ space bar လေးကိုပုတ်တာပဲဖြစ်ဖြစ်လုပ်ကြည့်လိုက်ပါနော်ဒါသူအချိန်တိုင်းသူ play လုပ်လိုက်အောက်ထဲကိုဆင်ပြီးတော့ပြောက်သွားတာတွေ့ရလိမ့်မယ်ပေါ့နော်10 second ပြီးရင်တော့သူက10 second ထိသူကသွားတယ်ပြီးပြီဆိုလို့ရှိရင်တော့နောက်တစ်ခါပြန်လာတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုဆရာတို့ space ကိုတစ်ချက်နှိပ်ပြီးရင်ပြောင်းမြန်ကြီးဖြစ်နေဆရာတို့ဝင်လာတာကိုလုပ်ချင်တာပေါ့နော်အဲ့ဆိုတော့ဒီ key frame လေးတန်ဖိုးနှစ်ခုကိုဆရာတို့ကပြောင်းမြန်လန်ပေးရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့အစားအလုံးကအပြင်ဘက်မှာရှိနေမယ်ပြီးရင်ဝင်လာမယ်အဲ့ဆိုဆရာတို့ကအစားအနေပြန်လုပ်ဆရာမလို့အဲ့ဒီ key frame လေးနှစ်ခုကိုနေရာဆွဲပြီးတော့နေရာလဲပေးလိုက်တော့မယ်ပေါ့နော်အဲ့ဆိုဘာဖြစ်လဲဆိုတော့ဆရာပြောချင်တာဒီ key frame လေးကိုရွှေ့လို့ရတယ်ပေါ့နော် move လုပ်ပေးလို့ရတယ်ဒါကတော့သိပါတယ်ဒီမှာဆိုရင်လေ10 second ပေါ့တက်ကြအောင်ဆွဲပေးလိုက်ပေါ့နော်နည်းနည်းလေးချဲ့ပြီးတော့ဆွဲလိုက်ခါလေးဆိုလို့ရှိရင်စောင်းလေးတက်တယ်ပေါ့နော်အဲ့ဆိုဆရာတို့အစားလေးပြန်သွားပြီးတော့ play ကြည့်ရအောင်ပေါ့နော် space ကိုပဲနှိပ်လိုက်ပါ space ကိုနှိပ်လိုက်တက်လာတာကိုဆရာတို့တွေ့ရလိမ့်မယ်ပေါ့နော်10 second ပြည့်သွားရင်တော့နောက်ပြန်လာမှာပေါ့အဲ့တော့ဆရာတို့ကဒီတက်ခါကြည့်နေတယ်ဆိုလို့ရှိရင်10 second ပြည့်ဖို့အထိစောင့်နေရတယ်ပေါ့နော်အဲ့အတွက်ဆရာတို့ကဘာလုပ်လို့ရလဲဆိုရင်10 second ပြည့်တဲ့အထိမစောင့်အောင်ဒီနိုင်လေးမှာတော့အဝင်အမှတ်လေးနဲ့အထွက်အမှတ်လေးရှိတယ်ပေါ့နော်
wall area style wall area n ပေါ့နော်ဒီ n အမှတ်လေးကိုသူဖိပြီးတော့ရွှေ့လိုက်လို့ရတယ်ဥပမာဖြင့်3စက္ကန့်လောက်ပေါ့နော်ဒီအပြာရောင်လေးအဲဆိုတော့ဆရာတို့သူ့ကိုဆရာတို့ play ကြည့်လိုက်မယ်ပေါ့နော်အရှိကိုပြန်ယူပြီး play ကြည့်လိုက်မယ်ဒီကဆရာ control လေးနဲ့ပြမယ်ဥပမာ play ဆိုလို့ရှိရင်ဒါတက်လာတယ်ဒါလေးကိုက stop လုပ်ချင်ဒါလေးနှိပ်လိုက် stop ပေါ့နော်ပြီးရင်တော့ဆရာတို့ဘာလုပ်မလဲဆိုတော့ back ကိုနှိပ်လိုက်ဒါအရှိကိုပြန်ရောက်ပါနော် stop back ပေါ့နော်များသောအားဖြင့်တော့ဒီ preview ထည့်စားလို့ရှိရင်ဆရာတို့က keyboard ကဟာနေပဲလောက်တာများတယ်ပေါ့နော် space ကိုနှိပ်တယ် space တစ်ချက်နေနော် pass ပေါ့နော်ပြန်ရွှေ့တာတော့ mouse နဲ့ပဲအရှိကိုပြန်ရွှေ့လိုက်ပေါ့အဲ့လိုလေးဆရာတို့ရသွားပြီအဲ့တော့ဆရာတို့ဘာရှိလဲဆိုတော့နောက် property ကိုထည့်ကြည့်အောင်ပေါ့နော်အဲ့တော့ဒီစာသားလေးကိုဖွင့်လိုက်ပေါ့နော်စာသားမှာတော့သူကဒီ transform ပြင်သွားဘာမှပို့ပါလဲဆိုတော့ text ဆိုတဲ့ဟာလေးပါပို့ပါတယ်ဒီပုံမှာတော့ transform ပဲပေါ့နော်အဲ့ဆို text ကိုဖွင့်လိုက်တယ်ဆိုရင်တော့ text နဲ့သက်ဆိုင်တဲ့ဒီစလုံးအရာကိုပြောင်းတာလို့ပါလို့ animation လုပ်လို့ရတယ်ဒါတွေကဆရာနောက်ပိုင်းကျမှပြပေးမှာเนาะအဓိက transform တွေကအဓိက attribute 5ခုကိုဆရာတို့လုပ်ကြည့်အောင်အဲဆိုဆရာတို့ opacity ရပြီ position ရပြီပေါ့နော်အဲဆိုဒီမှာတော့ text ကို opacity ပဲထည့်ပါအောင် opacity ကို100ပေါ့နော်100နေပြီးတော့ဆရာတို့ကခုနကတော့ဆိုရင်ပေါ်လာကနေပျောက်လာတော့ဆရာတို့လုပ်ခဲ့တယ်ခုကပျောက်တာကနေပေါ်လာတာကိုလုပ်ချင်တယ်ပေါ့နော်အဲ့အတွက် opacity ကို100နေပြီးတော့0ထားလိုက်ပေါ့နော်0ဆိုရင်ပျောက်သွားလိမ့်မယ်ပြီးရင်တော့ဆရာတို့ရွှေ့ပြီးပြီဆိုလို့ရှိရင်1 second ပေါ့နော်1 second 2 second 1 second တော့သွားမယ်ပြီးရင်တော့ဆရာတို့ opacity ကို100လို့ပြန်ရိုက်လိုက်ပေါ့နော်ပြီးရင် enter နေလိုက်တယ်ဆိုရင်ရတော့ပြီပေါ့နော်အဲ့ဆိုစပြီးတော့ play ကြည့်အောင်နော် play ကြည့်လိုက်ရင်ဒါဒီ logo လေးကတက်လာတယ် join crash ဆိုတဲ့စာလေးကပေါ်လာတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကြည့်ရတာမျက်စိထဲမှာတမျိုးကြီးဖြစ်နေတယ်ပေါ့နော်ရှုပ်ထွေးမှုတွေဖြစ်နေဘာကြောင့်လဲဆိုတော့ animation principle တွေကတစ်ခုလာပြီးမှတစ်ခုလာတာကောင်းတယ်ပေါ့နော်အဲ့ဆိုရင်ဘာလို့ရလဲဆိုရင်ဒီ keyframe လေးရွှေ့လို့ရတယ်ဒါပေမဲ့ဒီခါကျဆရာတို့ကဘယ်လိုရွှေ့မလဲဆိုတော့နှစ်ခုစလုံးကို white လိုက်ပေါ့နော် white လိုက်တယ်ဆိုရင်ဒီ keyframe လေးနှစ်ခုလုံး highlight ဖြစ်သွားတယ်ပေါ့နော် highlight ဖြစ်သွားတဲ့အချိန်မှာဖိပြီးတော့ဒီ10 second သာရွှေ့လိုက်မယ်ပေါ့နော်မှန်ပြီ10 second သာဒီလောက်ပေါ့နော်ဒါ Thailand indicator လေးကိုတက်တက်ထည့်ထားရင်နော်ချိန်လို့ရတယ်ရွှေ့ပြီးတော့တက်တက်လေးထားလိုက်တယ်ဆိုရင်10 second သာရသွားတယ်ပေါ့အဲဆိုသူကပထမစက္ကန့်မှာပေါ့နော်သူကplay လုပ်ကြည့်လိုက်ပေါ့နော်ပထမစက္ကန့်မှာ logo လေးဝင်လာတယ်နောက်ကျမှဆရာစာလေးပေါ်လာတယ်ပေါ့နော်အဲ့လိုလေးဆရာတို့လှလှလေးလုပ်လို့ရတော့မှာအဲ့ဆိုတော့အပေါ်မှာတော့ဆရာတို့ position property နဲ့အောက်ထဲမှာတော့ opacity property ကိုဆရာတို့ keyframe animation ထည့်ထားတာပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးလုပ်ကြည့်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်ပိုင်းကိုဆရာတို့ဆက်လုပ်ကြည့်အောင်ဆရာတို့အထွတ် animation လေးကိုလုပ်ကြည့်အောင်ပေါ့နော်အဲ့ဒီအတွက်ဆရာတို့ဒီကောင်လေးကိုအဲ့လိုဆွဲပြီးတဲ့အခါကျတော့9 second လောက်ထိထားလိုက်မှာပေါ့နော်အဲ့ဆိုဝင်လာပြီးပြီဆိုလို့ရှိရင်ဝင်လာတဲ့ဟာဘယ်လောက်မှဆုံးသွားလဲ2 second မှဆုံးသွားတယ်ဝင်လာပြီးတဲ့အချိန်မှာဒီနောက်ထပ်2 second စာလောက်ကတော့ still ပေါ့နော် still လေးထားလိုက်ပေါ့နော်အဲ့အတွက်ဆရာမြင်သာထင်သာရှိအောင်မာကာလေးနဲ့ထည့်ပြမယ်ပေါ့နော်ကိုကဒီ timeline ပေါ်မှာမာကာထည့်ခြင်းလို့ရှိရင် shift 8ကိုဆရာတို့နှိပ်ရတာပေါ့နော် shift 8ကိုနှိပ်တယ်ဆိုလို့ရှိရင်ဒါမာကာလေးပေါ်လာတယ်ဒီပေါ်မှာ double click နှိပ်လို့ရတယ်ပေါ့နော် double click နှိပ်လိုက်တယ်ဆိုရင်ဒီနယ်လေးမှာဒါတော့ logo in ပေါ့နော် logo ဝင်လာတယ်အရောင်လေးကတော့ဆရာအစိမ်းရောင်လေးဆရာထည့်လိုက်ပါပေါ့နော် logo in ပြီးရင် double click ထည့်နေမယ် label မှာတော့အစိမ်းလေးပေါ့နော်ပြီးရင်တော့ဆရာတို့10 second မှာတက်ဝင်လာတာပေါ့နော်အဲဆိုတော့ဆရာတို့ shift 8ကိုပဲနှိပ်လိုက်ပေါ့နော်ပြီးရင်တော့ထည့်ပြီးပြီဆိုရင်ဒါတော့မလုပ်လည်းရပါတယ်မြင်ရအောင်လို့ဆရာ label လေးတက်ပေးတာပေါ့နော် THT tab opacity ပေါ့နော်ဟုတ်ပြီ opacity ကထည့်ထား tab in ပေါ့နော်စာဝင်လာတယ်
ပြီးရင်နောက်တစ်စက္ကန့်မှာတော့ဆရာတို့ stale ပေါ့နော် stale ဆိုတာlogo လေးကချက်ချင်းပြန်ထွက်သွားတာမဟုတ်ဘဲနဲ့ရက်နေတဲ့အချိန်လေးကို2စက္ကန့်ယူမှာပေါ့နော်အဲ့ဒါလည်းရှစ်ပိတ်ပဲနေလိုက်မယ်ပြီးရင်တော့ဆရာတို့stay stay to sec ပေါ့နော် stay 2 seconds ဆိုပြီးတော့ယူလိုက်မယ်2စက္ကန့်သာဆရာတို့ယူပြီးပြီဆိုလို့ရှိရင်နောက်ထပ်သွားမှာပေါ့နော်ထပ်သွားတဲ့အခါကျဆရာတို့ဘာ property ကိုတောင်းလဲဆိုတော့ဆရာတို့ဒီ transform နေရတယ်ပြီးတော့ဆရာတို့ scale ပေါ့နော် scale property ထပ်သွားတဲ့အချိန်မှာတော့ဆရာတို့ transform နေရ scale property ကိုတောင်းမှာပေါ့နော် scale ကိုနှိပ်ထားပြီးဆရာတို့ scale နှိပ်ထားပြီးတော့200ဖြစ်နေတာပေါ့နော်ပြီးရင်အဆက်40ပေါ်သွားပြီးနောက်ထပ်10စက္ကန့်ဖြစ်တယ်5စက္ကန့်ကိုဆရာတို့တောင်းမှာပေါ့နော်5စက္ကန့်ကိုတောင်းပြီးနော်ဆရာတို့ scale ကိုဖြည်းဖြည်းချင်းတေးလိုက်ရင်ဒါဒီကောင်လေးကတေးသွားမှာနော်ဒါပေမဲ့ဆရာတို့တစ်ခါလေးတေးချင်တာအတိအကျအဖြစ်ဆရာတို့က0လိုချင်တာပေါ့နော်0ဆိုရင်လုံးဝပျောက်သွားလိမ့်မယ်ဒါပေမဲ့0တက်ပို့ပြီးတော့သေးတယ်ဆိုလို့ရှိရင်တော့သူကပြောင်းပြန်ဖြစ်သွားမှာပေါ့နော်အနှုတ်တန်ဖို့လည်းသူကထည့်လို့ရမယ်အဲဆိုတော့0ပဲထားလိုက်ပေါ့0ထားလိုက်တယ်ဆိုလို့ရှိရင်တော့ပျောက်သွားအဲဆိုဒီ animation လေးကိုဆရာတို့ကြည့်ရဲဆိုလို့ရှိရင် scale animation ထည့်ထားတယ်ပျောက်သွားတဲ့ animation လေးကိုဆရာတို့တွေ့ရမှာပေါ့နော်အဲဆိုဒီတိုင်းပျောက်သွားတာကနည်းနည်းရှိုးတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တစ်ချိန်တည်းမှာ property နှစ်ခုကိုသုံးပြီးတော့ animation လုပ်လို့ရတယ်ပေါ့နော်ဥပမာပြန် scale ထည့်ပြီးပြီဆိုရင်နောက်ထပ်တစ်ခုဖြစ်တယ်ဒီနားလေးမှာ rotation ကိုထည့်မှာပေါ့နော် rotation keyframe လေးကို stop word လေးနှိပ်ပြီး keyframe ထည့်တယ် rotation ကတော့သူကအရှိကတော့သူကအပတ်ရည်ပေါ့နော်အနောက်ကတော့သူ degree ပေါ့နော်360 degree နဲ့သွားတယ်ဆရာတို့များသွားဖြစ်တော့အပတ်ရည်နဲ့ပဲ animation လုပ်တာရတယ်ပေါ့နော်အဲဆိုတော့ပထမ0ရှိမယ်0ကနေပြီးတော့နောက်တစ်စက္ကန့်ကိုထပ်ရွှေ့မယ်ရွှေ့ပြီးပြီဆိုလို့ရှိရင်တော့ဆရာတို့ဒီထဲမှာတစ်ပတ်ပေါ့နော်1ကိုထည့်လိုက်1ဆိုလို့ရှိရင်တစ်ပတ်ရသွားမယ်အဲဆိုသူ့ရဲ့ animation လေးကိုဆရာတို့ရွှေ့ကြည့်ရဲဆိုလို့ရှိရင် logo လေးကလှည့်ပြီးတော့သူသေးသွားတာတွေ့ရမှာနော်ဝင်သွားတာကိုတွေ့ရလိမ့်မယ်အဲဆိုဆရာတို့ပထမ0ပေါ့နော်တစ်ပတ်ဆိုတော့နည်းနည်းလေးလှတော့လှပါတယ်ဒါပေမဲ့ပို့ပြီးတော့တက်ဟုတ်ဒီနေ့လေးမှာ2ပတ်ထည့်လိုက်နော်နံပါတ်2ပြောင်းလိုက်တယ်ဆိုရင်2ပတ်ပေါ့2ပတ်ကြာတော့သူကဘာဖြစ်သွားလဲဆိုတော့ logo လေးကပို့ပြီးတော့လဲသွားတာကိုတွေ့ရမှာပေါ့နော်အဲ့တော့ဆရာတို့အစားအနေဖြင့်ကြည့်အောင်ပေါ့နော်အဲ့ဆိုဒါလေးကဆရာမကလေးပတ်လိုက်မယ် shape logo up ပေါ့နော်logo ဝင်လာတယ်စာဝင်လာတယ်ပြီးရင် logo လေးလှည့်ပြီးတော့ထပ်သွားတယ်ပေါ့နော်အဲဆိုစာအုပ်လေးထွက်ရအောင်ပေါ့နော်စာအုပ်ထွက်ချင်တယ်ဆိုလို့ရှိရင်တော့ဆရာတို့ဒီကနေပဲပေါ့နော်ဒီကနေပြီးတော့ဒါအဝင်ပြီးဒီနေ့လေးကထပ်သွားတော့နော်စာအုပ်တော့ opacity နဲ့ပဲဆရာတို့ထွက်လိုက်ဒီနေရာမှာတစ်ခုရှိတာဒီအထွက်ကိုပဲ opacity 0ပေါ့နော်0ထားလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဟာကဒီနန်းလေးမှာလည်းမျိုး1 2 3 4ခုမဟုတ်ဘဲနဲ့3ခုပေါ့နော်အဲဆိုသူ့ရဲ့ timeline ကတော့ဘယ်လိုပြောင်းသွားလဲဆိုတဲ့အခါကျတော့ဒီပထမ opacity 0ကနေ100ပေါ်လာတယ်ပေါ့နော်မြင်ရအောင်လို့ဒီအားလေးကို high လုပ်လိုက်ဒီက layer လေးလိုမျိုးပဲသူက lock ခတ်လို့ရတယ် high လုပ်လို့ရတယ်ပေါ့နော်အဲဆိုစာကိုပဲပြတ်မြင်စာဒီမှာဝင်လာတယ်ဝင်လာပြီးပြီဆိုလို့ရှိရင်ဒါဖြည်းဖြည်းဒီကနေစပြီးတော့ပဲသူက opacity သူက short သွားတာပေါ့နော်အဲ့ဒီတိုင်းကတော့ကြည့်ရတာမှားနေပေါ့နော်သူက stain က2စက္ကန့်ဖြစ်တဲ့အတွက်ဒီနန်းလေးမှာသူ opacity 100ဖြစ်ဖို့လိုသေးတာပေါ့နော်အဲ့ဆိုဒါလေးကိုပြန်ဖြတ်လိုက်မယ်အဲ့ဆို keyframe တွေကိုလည်းသူကဖြတ်လို့ရတယ်ပေါ့နော်ဟိုဖြတ်ချင်တဲ့ keyframe ပေါ့တစ်ချက်နှိပ်ပြီး keyboard ပေါ်က delete ကိုနှိပ်ပေါ့နော်နှိပ်လိုက်တယ်ဆိုရင်ပြတ်သွားတော့ဟုတ်ပြီအဲ့ဆိုဘယ်လိုတောင်းဆို4စက္ကန့်လောက်တောင်းမယ်သူက stain ဖြစ်တဲ့အတွက်ဒီ keyframe ကနေဒီ keyframe အထိကိုသူက100ပဲလိုချင်တာ100ပဲလိုချင်တဲ့အခါကျဒီနည်းလေးက
ဒါလေးကိုနှိပ်ရတယ်အမှန်တကယ်တော့ပြောင်းသွားမှ key frame ဝင်တာပေါ့နော်ဒါတန်ဖိုးမပြောင်းမနဲ့အဲ့လို key frame တစ်ခုထပ်လို့ခြင်းနေဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်ပေးလို့ရတယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ key frame လေးတစ်ခုရလာတာပေါ့နော်ဒါ edit or remove ပေါ့နော်ဒါလေးကိုပြန်နှိပ်လိုက်တယ်ဆိုရင်လည်းသူကဖြတ်တာနဲ့အတူတူပဲပေါ့နော်အဲ့ဆို edit လုပ်လိုက်တယ်ဆိုရင်ဒီကြားဒီ2စက္ကန့်ကနေ4စက္ကန့်ထိကပြောင်းလဲမှုမရှိဘူး4စက္ကန့်ကနေဒီ5စက္ကန့်အထွက်ပေါ့နော်အထွက်ကြပါပဲ opacity ကို0ထားလိုက်ပါပေါ့နော်0ထားပြီး enter ဆိုလို့ရှိရင်နော် opacity ကပျောက်သွားပြီပေါ့နော်အဲဆိုဆရာတို့စပြီးကြည့်အောင်ပေါ့နော် play ကိုနှိပ်လိုက်တယ်ဆိုရင်ဆရာ high လုပ်ထားတယ်ပြန်ပေါ်လာတယ်စပြီး play ကြည့်အောင်ဟုတ်နော် play နဲ့ logo ဝင်လာတယ်စာပေါ်လာတယ်ပြီးရင် logo လေးကလှည့်ပြီးတော့ထပ်သွားတယ်စာလေးကလည်းဆရာတို့ခေါ်တော့ opacity ရော့သွားတယ် fade out ပေါ့နော် fade out လေးနဲ့ထပ်သွားတာဟုတ်တွေ့ရပြီဟုတ်နော်အဲ့တော့အရေးကြီးဆုံးကဒီအခြေခံချက်လေးပါပဲကိုကဒီအခြေခံချက်လေးကိုပိုင်နိုင်လောက်ထားတယ်ဆိုလို့ရှိရင်เนาะနောက်ကိုပို့ပြီးတော့ရှုပ်ထွေးတဲ့ animation တွေကိုဆရာတို့လုပ်နိုင်လာမှာပေါ့နော်အဲ့ဆိုအားလေးကိုလုပ်ကြည့်လို့ရပါတယ် lesson 3မှာတော့ key frame တွေကိုပို့ပြီးတော့ erase in တို့ erase out တို့ပြီးရင်ဆရာတို့ grab speed grab နဲ့ value grab တွေကိုဆရာတို့သုံးပြီးရခါကြတော့ပို့ပြီးတော့အသက်ဝင်တဲ့ animation တွေလောက်တာမျိုးကိုဆက်ပြီးတော့လေ့လာအောင်ပေါ့နော်အဲ့တော့30အတိုင်းပဲနားမလည်တာရှိလဲဆရာတို့ comment မှာမေးလို့ရတယ်ပေါ့နော်ဒီဆရာတော့ After Effects ကတော့ Adobe program တွေထဲမှာအရှုပ်ဆုံး program တစ်ခုပဲပေါ့နော်ဒါပေမဲ့တစ်ပိုင်းချင်းစီရှင်းရှင်းလင်းလင်းနဲ့နားလည်အောင်တေချာစူးစမ်းပြီးတဲ့အခါကျတော့ရှင်းပြပေးထားတယ်နားမလည်လဲအချိန်ကြီးမေးလို့ရတယ်နော် comment မှာပြီးရင်ကိုလုပ်ထားတဲ့ project လေးကိုလည်းတင်ထားပေးလို့ရတယ်ပေါ့နော် group ထဲမှာပဲဆရာလိုအပ်တာလေးတွေပြန်ပြောကြည့်ပဲပေါ့နော်အဲ့ဆိုနောက် lesson 3မှာထပ်တွေ့ရအောင်ပေါ့